Hello အားလုံးပဲမင်္ဂလာပါဟုတ်ကဲ့ကျွန်တော်ဒီနေ့ sharing လုပ်ပေးသွားမှာကတော့ဈေးရောက်တဲ့အခါ wifi ဘယ်လိုချိန်မလဲဆိုတော့ပြပြပေးတော့မှာဖြစ်ပါတယ်လေဈေးရောက်တဲ့အခါ wifi ဘယ်လိုချိန်မလဲဆိုတော့ဒီထိုင်းနိုင်ငံဘယ်လေဈေးပဲရောက်တော့စတိုနာဘူမီဒွန်မောင်တခြားပူကက်ဘာညာဒီလိုမျိုးဘယ်လေဈေးဖြစ်ဖြစ် wifi ချိတ်ဆက်နေရအတူတူပဲဖြစ်ပါတယ်ဆိုတော့ပထမဆုံးကျွန်တော်တို့ဖုန်းရဲ့ setting တွေကိုဝင်လိုက်မယ်ဖုန်း setting နဲ့ဝင်သွားပြီဆိုတာ ਨੇ ဒီကျွန်တော် wifi ဆိုတော့ဝင်လိုက်မယ် wifi ကိုဖွင့်လိုက်မယ်ဖွင့်ပြီးပြီဆိုလို့ရှိရင်ဒီမှာတက်လာမယ်AOT Airport Free Wi-Fi by Net လို့ရေးထားတယ်အဲ့ကောင်ကတော့တနာရီ free ပဲရမယ်เนาะတနာရီ free ပဲရမယ်အရင်ဆုံးကျွန်တော်အဲ့ဒါချိတ်ဆက်နေဘူးပဲအရင်ပြောပြလိုက်မယ်เนาะပထမဆုံးအဲ့ Wi-Fi ကိုချိတ်လိုက်ပြီဆိုရင်ခဏလေးစောင့်လိုက်ပြီဆိုရင် automatic တွန်းနဲ့တူ website တစ်ခုတည်းဝင်သွားမယ် website ထဲဝင်သွားပြီဆိုရင်ဒီအောက်မှာတွေ့တဲ့4000ပေါင်ကွက်လေးထဲမှာကိုယ့်ရဲ့ Gmail email ပေါ့နော်email ဖြစ်ဖြစ် Gmail ဖြစ်ဖြစ်ပေါ့နော် Gmail email တူတူပဲနော်အဲ့ဒါကြီး4000ကွက်လေးထဲမှာကိုယ့်ရဲ့ Gmail ကိုရိုက်ထည့်လိုက်မယ်ဥပမာဘာညာပေါ့အနောက်ကနေ gmail.com အပြည့်စုံထည့်ရမှာနော်ထည့်ပြီးပြီဆိုလို့ရှိရင်ဒီအောက်ကအမှန်ချက်လေးကိုနှိပ်လိုက်မယ်ဆိုရင်သူအောက်မှာ free 1 hour internet ဆိုပြီးတော့မှပေါ်လာလိုက်မယ်ဒီဒါဆိုမချိတ်သေးဘူးเนาะမရရင်နှခါနဲ့အဲ့ဒါဆိုရင်အပေါ်မှာချိတ်ဆက်သွားဖြစ်ပါတယ်တချို့တွေကရှိတယ်ဗျတနားပြီးပြီးတော့တစ်ခါပြုတ်သွားတယ်ပြန်ဖြုတ်ပြီးရင်ပြန်ပြီးတော့ချိတ်လို့ရပါတယ်ဆိုတော့ပြောချင်တာဘာဖြစ်လို့လဲဆိုတော့လေစိတ်ဒီလာကြုံမဲ့တူပဲဖြစ်ဖြစ်ဒီ wifi internet မရှိဘူးဆိုရင်ဒီဆက်သွယ်ဖို့အတွက်အရင်ခက်ခဲဖြစ်နေတာကိုတွေ့ရပါတယ်အပြင်မှာကြုံမဲ့တူတွေကစောင့်နေတယ် line ရတူကထွက်လို့ရပြီလား application ထွက်ပြီလားဘာလားမသိရခါကြတော့ဒါလိုရင်းတို့ရှင်းလေးပဲကျွန်တော်ပြပြရဖြစ်ပါတယ်နောက်တစ်ခုကဒီအောက်မှာ AOT Sawadee High Speed Wi-Fi by Net ဆိုတာကတော့အချိန်3နာရီတိရမှာဖြစ်ပါတယ်သူကတော့ရိုးရှင်းမှာဒီ Sawadee ဆိုတဲ့ software လေးကို download ဆွဲရမှာဖြစ်ပါတယ်ကျွန်တော်ဘယ်လိုချိန်ရပြောပြမှာနော်ခုနနီးတူပါပဲဒီ AOT by Sawadee High Speed by Net ဆိုတာကိုနှိပ်လိုက်ပြီးရင်သူလဲခုနနီးတူပဲစက္ကန့်နဲ့ငယ်ဒီမှာ website တွေဝင်သွားမယ်ဝင်သွားပြီဆိုရင်အမှ Sawadee ဆိုတဲ့ software တော့ဆွဲထားဖို့လိုမယ်ဗျဟုတ်ကဲပေါ်လာပြီခုနနီးတူပဲသူက Gmail လေးထည့်ပြီးဒီမှာပုံမှန်ရေးထား enter your email enjoying free high speed Wi-Fi for up to 3 hours ခုနနီးတူပါပဲ Gmail ထည့်ပြီးဒီတန်းချိတ်လိုက်မယ်ဆိုရင်3နာရီတိရမှာဖြစ်ပါတယ်ဟုတ်ကဲ့အားလုံးပဲအဆင်ပြေကြပါစေကျေးဇူးအများကြီးတင်ပါတယ်ဒီဗီဒီယိုလေးအကျိုးရှိရဆို like လေးပဲ follow ပဲလုပ်ထားလို့ရပါတယ်TV သားလူတွေကတော့ကြော်သွားလို့ရပါတယ်ဟုတ်ကဲ့ကျေးဇူးအများကြီးတင်ပါတယ်